ဒီတကားလေးကအိတ်ခမ်းတို့အိတ်ရှင်းနဲ့မိဖို့ကြောင့်ဘက်ကိုကူးတဲ့နေရာမှာအများဆုံးအသုံးပြုတဲ့တကားလေးပေါ့နော်ကစတမာကမှန်လေးကိုကျတော့စီးဆိုလာမှန်လေးစိုက်တယ်ဆိုလို့စီးဆိုလာမှန်လေးတုံးထားတယ်အောက်ကဘုတ်တော်ဝက်လေးနဲ့ဒီတကားလေးကအရင်တော့အယောင်းပိတ်လိုက်တာကြာပြီပေါ့နော်ဒီ lock ပစ္စည်းတက်သွားတယ်အရင်တော့သုံးတာလက်ကင်ပါတဲ့ point lock လေးသုံးပြုပေးတာများတယ်အခုကကျတော့အဲ့ lock လေးကလုံးဝဝယ်မရတော့တဲ့အနေထားလေးဖြစ်တဲ့အတွက်ဒီကတော့ကဒီမီကိုလော့လေးကိုပြန်လဲအသုံးပြုပေးထားတယ်ပေါ့နော်မီကိုလော့ကပုံမှန် point lock ထက်ကိုသူကဈေးလဲပိုကြီးတယ်ပိုလဲကောင်းတဲ့အနေထားမျိုးမှာရှိတယ်ပုံမှန်ဒီမီကိုလော့တွေကပေါ့နော် main size ဆိုလို့ရှိရင်အပေါ်ဆွဲတွေမှာသုံးတယ်အလူမီနီယံတကားတွေမှာသုံးတာပိုများတယ်ပေါ့အောက်လျှောက်လန်းဆိုလို့ရှိရင်လည်းဘိန်းအဆွဲအပြူပြုလုပ်တဲ့အခါမှာပေါ့နော်ဒီလျှောက်လန်းမပေါက်ရလေအောင်လို့အောက်ကနေပြီးတော့စတီးလိုင်းများလည်းထည့်ထားပေးတာမျိုးရှိတယ်ဒီအပြာလေးကခွာလို့လည်းရတယ်ပေါ့နော်မခွာလည်းသူကစီးလိုင်းများဆိုတော့ပေါ်စတစ်ကာလေးဖြစ်တဲ့အတွက်အဆွဲပြူများလို့ရှိရင်သူကခွာသွားတာမျိုးလည်းရှိတယ်အဲ့အတွင်းထဲမှာတက်မဲ့တကားဆိုပေမဲ့လည်းပေါ့နော်ရေပေါက်ကတော့ထည့်ပေးရတယ်ဖြေးတစ်ပါးရေးဆေးတဲ့အခါမျိုးကြလို့ရှိရင်လည်းရေစင်းပေါက်ရှိအောင်လို့ဆိုပြီးရေစင်းပေါက်ကထည့်ပေးရတယ်ပေါ့နော်အခုလိုမျိုးတကရွက်ခါးတောက်တွေဆိုလို့ရှိရင်လည်းပို့ပြီးတော့ခိုင်ခန့်မှုရှိအောင်လို့ T connection မဟုတ်ဘဲနဲ့ V connection နဲ့ပေါင်းပေးထားတဲ့အနေအထားမျိုးရှိတယ်ဒီ V connection နဲ့ပေါင်းပေးထားတာဘယ်လိုမျိုးကောင်းလဲဆိုတော့လူတစ်ယောက်ဒီခါးတောက်ကိုပေါ့နော်မှန်မပါဘဲနဲ့လူတစ်ယောက်ဒီပေါ်မှာတက်ထိုင်ပြီးစီးရဆိုရင်တော့ဒီခါးတောက်ကV connection ပေါင်းတာဖြစ်တဲ့လုံးဝတည်းကကျွတ်သွားတာပြုတ်သွားတာမျိုးဖြစ်တာမျိုးမရှိဘူးကွဲသွားတာမျိုးလည်းမရှိဘူးပေါ့နော်လက်ကင်ဆိုလို့ရှိရင်လည်းဒီလက်ကင်ကပုံမှန်အလူမီနီယံတကားတွေမှာသုံးပေးတဲ့လက်ကင်မျိုးဒါကိုလည်း PVC မှာထည့်သုံးပေးထားတယ်ဒီလိုထည့်သုံးပေးရတော့ဈေးအများကြီးပေါင်းတာမျိုးမဟုတ်ဈေးကတော့ normal ပဲ quality ကောင်းတဲ့ပစ္စည်းကောင်းတွေကိုထည့်ထားပေးရမျိုးရှိတယ်ဒီလိုမျိုး main slide တကားတွေဒီလောက်အမိတ်ဆက်မှာမှာကျင်တယ်ဆိုလို့ရှိရင်လိုချင်တဲ့ site အတိုင်းဈေးနှုန်းကိုဈေးဆက်လာအောင်ဝင်မြန်လို့ရပါတယ်နော်ဒီလိုမျိုး main slide တကားတွေဒီလောက်အမိတ်ဆက်မှာမှာကျင်တယ်ဆိုလို့ရှိရင်3994501833မှာလိုချင်တဲ့ site အတိုင်းဈေးကိုအတိအကျလာအောင်ဝင်မြန်လို့ရပါတယ်ရှင်